Hello, SCS Stella Education Academy ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်။အခု make နဲ့ do ခွဲပြပုံလေးကိုပြပြပေးပါမယ်။ Make versus do နှစ်ခုလုံးရဲ့အဓိပ္ပာယ်တွေအတူတူပါပဲ။ပြုလုပ်တယ်ဆိုတော့အဓိပ္ပာယ်တွေမို့လို့ make နဲ့ do က action verb တွေဖြစ်တယ်။ Make ပြုလုပ်သည်ဖန်တီးသည်ထုတ်လုပ်သည်။ဘယ်ညမှာတွေသုံးလဲဆိုရင်အသစ်တစ်ခုကိုပြုလုပ်တာတွေဖန်တီးတာတွေဒါမှမဟုတ်ရင်ထုတ်လုပ်တဲ့နေရာမှာ make ကိုသုံးတယ်။ For example make a coffee တစ်ခွက်ဖြော်သည်ဒီလိုမျိုးအမှုတ်ကနေပြီးတော့ coffee အမှုတ်ကနေပြီးတော့ coffee အရည်ဖြောင်လို့အသစ်တစ်ခုပြုတ်လုပ်လိုက်တာမို့လို့ make ဆိုပြီးသုံးတယ် make a coffee make a decision ဆုံးဖြတ်ချက်ချတယ် make a mistake အမှားလုပ်တယ် make a list စာရင်းပြုစုသည် make an appointment တွေ့ဆုံရန်ချိန်ဆိုသည်ဒီလိုမျိုးဟာတွေကို make နဲ့သုံးရပါမယ် do နဲ့သုံးရင်မှားပါတယ်နော် do ပြုလုပ်သည်လှုပ်ဆောင်သည်သူ့ဘယ်ညမှသုံးလဲဆိုရင်တာဝန်တွေလုပ်ငန်းတွေဒါမှမဟုတ်ရင်လှုပ်ဆောင်ရမယ့်အရာတွေတော့သုံးတယ်ကိုလုပ်ရမယ့်အရာတွေပေါ့ဥပမာ do homework အိမ်စာလုပ်တယ် do exercise လေ့ကျင့်ခန်းလုပ်တယ် do the dishes ဘက်ကန်စီတယ် do the laundry ဝတ်လျှော်တယ် do business စီးပွားရေးလုပ်သည်ဒီလိုမျိုးကိုလှုပ်လေးလှုပ်ထားရှိဟာ homework တို့ exercise တို့ပြီးရင်လုပ်ငန်းတွေဖြစ်တဲ့ business တို့အဲ့လိုဟာမျိုးတွေဆိုရင် do နဲ့သုံးပါတယ် make နဲ့သုံးရင်မှားတယ်နော်အဲ့တော့ make နဲ့ do ကိုကြွယ်ပြမယ်လို့တော့ထင်ပါတယ်နောက်ထပ် video လေးလည်းသင်ပေးနေမှာမို့လို့ page ကို like and follow လေးလုပ်သွားပါနော်အားလုံးကျေးဇူးတင်ပါတယ်